ကျွန်တော်တို့စောင့်ရတဲ့အလုပ်ကိုဘယ်သူကြိုက်နေတတ်ပါသလဲခင်ဗျာဒီလိုမစောင့်ရအောင်ရောကျွန်တော်တို့ဘယ်လိုလုပ်လို့ရပါသလဲလူတွေကမထင်မှတ်ထားပဲနဲ့မတိုင်ပင်ထားပဲနဲ့တယောက်နဲ့တယောက်ချိတ်ဆက်နေတတ်ကြတယ်တယောက်ကဒီအချိန်မှာစပင်ညက်မယ်လို့တွေးလိုက်တဲ့အချိန်မှာနောက်ထပ်3-4ယောက်လောက်ဒီစုပြုံပြီးတော့အဲ့အတွင်းမျိုးတွေဝင်တတ်ကြတယ်အဲ့လိုအတွင်းမျိုးတွေစုပြုံပြီးဝင်နေတော့ဆိုင်မှာစုပြုံနေတယ်ပြီးရင်လူစောင့်ရတယ်မစောင့်ရင်မစောင့်နေရတယ်စနေတင်းဦးနေ2ရက်ဒီကျောင်းပိတ်ရက်ရုံးပိတ်ရက်တွေဖြစ်တဲ့အတွက်ကြောင့်အဲ့အချိန်ကြီးလူပိုရှုပ်ပါတယ်ကိုကရုံးလို့လည်းမလုပ်ဘူးအစိုးရလို့လည်းမလုပ်ဘူးဆိုလို့ရှိရင်အဲ့နှစ်ကိုဘန်းပါကျန်တဲ့9ရက်တည်းရွေးပြီးညှက်လို့ရပါတယ်ကိုကအဲ့9ရက်ကျဲမှာမွေးနေ့တောက်ကြတင်းင်းလာဘာညာတာတကားတွေမညက်ဘူးဆိုလို့ရှိရင်နောက်ထပ်2ရက်ထပ်ပန်းပါကျန်3ရက်မှာညှက်လို့ရပါသေးတယ်အဲ့လိုမျိုးရွေးလို့ရပါတယ်အချိန်လေးတွေကိုရွေးပြီးညှက်ကြည့်ပါကိုအားမဲ့အချိန်လေးကိုရွေးညှက်ကြည့်ပါအဲ့ဒါဒီပို့ပြီးတော့အဆင်ပြေတယ်သပင်ညှက်ဆရာနဲ့ကိုနဲ့ပို့ပြီးတော့တိုင်ပင်ခွင့်ပြောခွင့်ရမယ်ဒီလိုလုပ်မလားဟုတ်လားပြောလို့ရမယ်ကိုရွေးချယ်တဲ့ဆိုင်ပေါ်လဲမူတည်တယ်အဲ့တော့ကိုယ်တိုင်ဆုံးဖြတ်လို့ရအောင်လို့အချိန်အတိုင်းတာတွေအားလုံးမတွေးတက်ကြလို့ပေါ့ဗျာတတိမထားမိကြလို့ကျွန်တော်ကပြောပြတာဖြစ်ပါတယ်